ကျွန်တော်တို့ပထမဆုံး APP လေးကိုဖွင့်မယ်နော်ဟုတ်ကဲ့ APP လေးနှိပ်ဖွင့်လိုက်မယ်ပြီးရင်ဒီမှာစာတန်းတစ်ခုပေါ်လာတယ်နော်အပေါ်ကစာတန်း Get Brilliant နော် CREATE BLAYAIST ကောင်းနေလိမ့်မယ်ဒီမှာနှစ်ခုပေါ်တယ်ကျွန်တော်တို့ Amethyst link ထဲမှာဖြစ်တဲ့အတွက်ပေါ်ဟောနှိပ်မယ်ပြီးရင်ဒီနေရာမှာအပေါ်မှာနာမည်ရေးအောက်မှာလက်အပေါ်မှာကျွန်တော်တို့ကြိုက်တဲ့နာမည်ရေးထည့်လို့ရတယ်နော်။ဘာနာမည်ဖြစ်ကျွန်တော်နာမည်ရေးလိုက်မယ် Visa TV ပြီးရင်အောက်မှာ M3 link ကိုထည့်မယ် M3 link ဆိုကျွန်တော် M3 link ပဲထည့်လိုက်မယ်နော် aciptv.ces.app ပြီးမှမြေဆောင်ဒီနေရာလေးမှာတစ်ချက်နော်တတိထားစာလုံးတစ်လုံးကြံခဲ့လို့မရဘူးနော်စာလုံးတစ်လုံးကြံခဲ့ရင်ကျွန်တော်တို့ link ကပွင့်မှာမဟုတ်ဘူးနော်အမှန်အောင်ထည့်ပေးပါပြီးရင်ကျွန်တော်တို့အမှန်ချက်လေးကိုနှိပ်မယ်နော်ဒီမှာထပ်ပြမယ်ကျွန်တော်တို့အမှတ်ချက်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့စေကိုနှိပ်လိုက်မယ်နော်ဒါဆိုရင်တော့ line ကြီးကြာတာပါနော် M3 unit တော့ line တစ် line ဖွင့်ပြမယ်နော်ပုံမှာ Visa TV နှိပ်လိုက်မယ် Okay အဲဆိုရင် line လေးပွင့်သွားပြီပေါ့နော်music line တစ် line တစ်ဖွင့်ကြည့်မယ် music line ဒီစီစဉ်မှာဒီမှာနော်ပွင့်သွားပြီနော်ကျွန်တော်တစ်ချက်လေးကြော်လိုက်မယ် Okay အဲဆိုဆင်ပြေသွားပြီပေါ့နော်နောက်ကိုကြည့်ကျင်တဲ့ဟာတွေအကုန်လုံးကြည့်ရပြီပေါ့နော်အဲဒီဒီမှာ mouse touch move တစ် line တစ်ချက်ဖွင့်ကြည့်မယ်Okay ဆင်ပြေတယ်နော် Okay အားလုံးဆင်ပြေကြပါစေ